တရဏဂုံ၃ပါးကိုရွတ်ယုံနေမဟုတ်ပဲအဓိပ္ပာယ်ရှိရှိဘယ်လိုစိတ်ကပ်ရမလဲဆိုတာသင်သိပါသလားတရဏဂုံဆိုတာကိုးကွယ်ရာလို့အဓိပ္ပာယ်ရပါတယ်ဒါကိုစိတ်ထဲကတကယ်တက်ဝင်ယုံကြည်ပြီးနီးလန်းမှန်မှန်စိတ်ကပ်နိုင်ဖို့ဘာချင်းစီရဲ့အဓိပ္ပာယ်ကိုအခုလိုလေးမှတ်သားထားနိုင်ပါတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိမြတ်စွာဘုရားကိုစိတ်ကပ်ကိုးကွယ်ပါ၏အဓိပ္ပာယ်ကမြတ်စွာဘုရားကိုစိတ်ကပ်ကိုးကွယ်တာဟာဘုရားရဲ့အဆုံးအမတွေကိုလိုက်နာပါမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဓမ္မံတရဏံကိစ္ဆာမိတရားကိုစိတ်ကပ်ကိုးကွယ်ပါ၏တရားကိုစိတ်ကပ်ကိုးကွယ်တာဟာတရားအတိုင်းလိုက်နာကျင့်ကြံပါမယ်လို့အဓိပ္ပာယ်ရပါတယ်တန်ခမ်းတရဏံကိစ္ဆာမိတန်ခါကိုစိတ်ကပ်ကိုးကွယ်ပါ၏တန်ခါကိုစိတ်ကပ်ကိုးကွယ်တာဟာဘုရားတရားတော်တွေကိုမူရင်းမပြတ်အောင်တည်ဆောင်လာကြတဲ့တော်အပ်ကျေးဇူးတင်တဲ့ဒီလိုပုံကိုယ်တွေကြောင့်ဒီလိုတန်ခါတော်တွေကြောင့်ဘုရားရဲ့တရားတော်တွေကိုကြားနာသိရှိခွင့်ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒီလိုရည်ရွယ်ချက်နဲ့ဘုရားတရားတန်ခါကိုစိတ်ကပ်ကိုးကွယ်ရပါတယ်အဲ့ဒီထက်မပိုရဘူးလို့လည်းလေ့လာဖို့ပါတယ်ခင်ဗျအဲ့ဒီလိုရည်ရွယ်ချက်နဲ့စိတ်ကပ်ကိုးကွယ်တဲ့သူတို့မှာဥပတကဥပတိကလို့ခေါ်ပါတယ်ဒါကတော့တရဏဂုံတပါးချင်းစီရဲ့အဓိပ္ပာယ်ကိုကျွန်တော်လေ့လာမိထားတဲ့လောက်လေးအချင်းချုပ်နောက်ဝေပြီးခဲ့တာဖြစ်ပါတယ်အကျိုးရှိမယ်လို့ယုံလင့်ပါတယ်ဒီနေ့ကစပြီးတရဏဂုံကိုရွတ်ယုံနေမဟုတ်ပဲဒီအဓိပ္ပာယ်တွေနဲ့ပါကျင့်ကြံနိုင်ကြပါစေအကျိုးရှိရဆိုရင်တော့စေထားပြီးတငယ်ချင်းတွေကိုလည်း share ပေးလိုက်ပါဦးနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့ကျေးဇူးပါခင်ဗျာ